ဒီနေ့မနက်ခင်းလေးမှာတော့ဘိတ်သိက်ဆိုတာပါလေအခုခေတ်မှာဘိတ်သိက်ဆိုတဲ့စကားလုံးကိုတလွဲတွေအသုံးပြုပြီးခေတ်စားနေတာကိုသင်သတိထားမိပါသလားလူတွေကဘိတ်သိက်လို့ပြောလိုက်ရင်စင်ပေါ်မှာထူးခြားတဲ့အစွမ်းပြတာတုံလုံးချုံချအောင်အော်ဟစ်တာဒါမှမဟုတ်အထူးတလေခံယူရမယ့်အခမ်းအနားတစ်ခုလိုမျိုးပုံဖြတ်ပြီးနားလည်နေကြပါတယ်ဒါပေမဲ့တမန်ကျမ်းစာကပြောတဲ့စစ်မှန်တဲ့ဘိတ်သိက်ဆိုတာတကယ်ပဲပါလေအပြင်ပန်းကလာတဲ့စိတ်လှုပ်ရှားမှုလားဒါမှမဟုတ်ဘုရားသခင်ပေးထားတဲ့ဝိညာဉ်ရေးရာအမှန်တရားလားဓမ္မဟောခင်မှာတော့ဘိတ်သိက်ခြင်းကိုဘယင်တွေပရောဖက်တွေနဲ့ယေဘရဟိတ်တွေကိုအထူးတာဝန်ပေးဖို့အတွက်ခေါင်းပေါ်ကိုစီလောင်းပြီးလှုပ်ဆောင်ခဲ့ကြပါတယ်ဒါပေမဲ့ဓမ္မသစ်ခေတ်ရောက်တဲ့အခါမှာတော့သခင်ယေရှုကိုယုံကြည်လက်ခံသူတိုင်းဟာတန်ရှင်းသောဝိညာဉ်တော်ရဲ့ဘိတ်သိက်ခြင်းကိုအလိုလျောက်ရရှိထားပြီးသားဖြစ်ပါတယ်။ကျမ်းစာကအတီလင်းဆိုထားပါတယ်။သင်တို့သည်ကိုယ်တော်ထံမှခံရသောဘိတ်သိက်တော်သည်သင်တို့ထဲ၌တည်ရှိသည်တဲ့။ဆိုလိုတာကဘိတ်သိက်ဆိုတာဆရာကြီးတွေစီကနေငွေပေးပြီးဝယ်ရမယ့်ရာမဟုတ်သလိုစင်ပေါ်ကနေအတင်းအဓမ္မလိုက်ဖမ်းရမယ့်တကိုးမျိုးလည်းမဟုတ်ပါဘူး။ခေတ်စားနေတဲ့တလွဲအယူဆတွေနောက်ကိုလိုက်ပြီးဘိတ်သိက်ကိုဖျော်ပြရေးတစ်ခုလုံးမလုပ်ကြဖို့လိုအပ်ပါတယ်။တမန်ကျမ်းစာထဲမှာအခုလိုဖော်ပြထားခဲ့ပါတယ်။တယောခန်းကြီးနှင့်အပိုက်ငယ်20သို့တော်လည်းတန်ရှင်းတော်မူသောဖခင်၏လက်မှသင်တို့ခံရသောဘိတ်သိက်ကျေးဇူးတော်သည်သင်တို့၌ရှိသည်ဖြစ်၍အဘယ်သူမျှသင်တို့ကိုဆုံးမဩဝါဒပေးเสียအကြောင်းမရှိထိုဘိတ်သိက်ကျေးဇူးတော်သည်ဖြစ်အောင်ဆောင်သည်မဟုတ်အမှန်ဖြစ်လျက်ခတ်သိမ်းသောအရာတို့ကိုသင်တို့အားသွန်သင်တော်မူသည့်အတိုင်းသင်တို့သည်တားတော်၌တည်နေကြလောယုံကြည်သူမိတ်ဆွေတို့ဘိတ်သိက်ဆိုတဲ့စကားလုံးကိုလူအထင်ကြီးစွာကရိယာတစ်ခုလုံးတလွဲတွင်းနေမိကြသလားစင်မောကအပြုမြူတွေကိုကြည့်ပြီးအဟုတ်ကြီးထင်နေမဲ့အစားမိမိအထက်မှာကင်းဝတ်နေတဲ့တန်ရှင်းသောဝိညာဉ်တော်ရဲ့တုံသင်ချက်ကိုရိုးရိုးစင်စင်နားထောင်ဖို့ပိုပြီးအရေးကြီးပါတယ်စစ်မှန်တဲ့ဘိတ်သိက်ဟာပြင်ပန်းစူညံမှုတွေထဲမှာမဟုတ်ပဲကိုတော့နှုတ်ကပတ်တော်အတိုင်းနာခံခြင်းထဲမှာပဲရှိတာဖြစ်ပါတယ်။ကျမ်းစာသူရောက်တိုင်းမှာဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။